ချို့ကလေကျမကိုမေးကြတယ်ပေါ့နော်အမကတဲ့ဗုဒ္ဓလားခရစ်ယာန်လားတဲ့အဲ့လိုမေးကြတယ်နော်ဗုဒ္ဓလားခရစ်ယာန်လားဆိုတော့ကအဖေကခရစ်ယာန်ပေါ့နော်အမေကကျတော့ဗုဒ္ဓဘာသာဘယ်လိုဖြစ်လဲဆိုတော့အဖေနဲ့အမေနဲ့ကကျမငယ်ငယ်လေးကလေးကွဲတယ်ကွဲသွားတဲ့ခါကျတော့အမေကအရင်ဆုံးသွားတယ်ကျမသားသမီးဆိုတော့ကျမပဲရှိရပါတော့ကျမတော့အဖေနဲ့နေတယ်အဖေနဲ့ဘယ်ငယ်ငယ်လေးကနေကျမနှစ်သမီးလောက်ကလေးရပေါ့နော်အဖေနဲ့ပဲနေတယ်ကျမကိုဘသူတွေကစကားဖြတ်ပြောလိုက်မယ်နော်ကျမကိုဘသူတွေကဆောင်းရှောက်ခဲ့လဲဆိုတော့အဖေစီမအကိုရှိအဲ့အကိုရဲ့သားသမီးတွေပေါ့နော်ကျမနဲ့ဆိုရင်မောင်နှမတဝင်းခွဲပေါ့အဲ့အကိုတွေအမတွေကကျမကိုငငယ်လေးကလေးကနေဆောင်းရှောက်ခဲ့ရပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကကြတော့အဖေကကြတော့အဲ့တုန်းကအစိုးရဝန်ထမ်းလေအစိုးရဝန်ထမ်းဆိုတဲ့ခါကြတော့အချိန်မပေးနိုင်တဲ့ခါကျတော့ကျမចောင်းပြန်အိမ်မှာသမင်းစားဖို့ပါညာကစားဖို့เนาะအကိုတွေအမတွေကနေပြီးတော့ကျမကိုအရွယ်တစ်ခုရောက်တဲ့အချိန်ထိကျမကိုဆောင်းရှောက်ခဲ့ရပါတော့ခုနစကားပြန်ဆက်ပြောမယ်เนาะဘာဖြစ်လို့ဗုဒ္ဓဘာသာခရစ်ယာန်ဖြစ်လဲဆိုတော့ခါကျတော့အဖေနဲ့အမေနဲ့သူတို့နှစ်ယောက်ကပေါ့เนาะအိမ်ထောင်တစ်ခုထဲမှာပဲအတူတူရှိသွားတယ်ဆိုရင်ကကြတော့အမေလည်းအဖေကိုကွယ်တဲ့ဘာသာကိုအကုန်လုံးကကိုကွယ်ကြမှာပဲဒါမှမဟုတ်ညာတော့အဖြစ်ကတော့ရောင်းတော့စတော့ပါကြတာရှိရလေနော်အဲ့ကကြတော့ဘာသာတစ်ခုတည်းပဲတည်တတ်နေဖြစ်သွားမှာပေါ့နော်အစပိုင်းတုန်းကကျမကခရစ်ယာန်ကိုပဲတွားတယ်ဖျားเจ้าနေပဲတွားတယ်ခရစ်ယာန်နဲ့ပတ်သက်တဲ့ဘာသာရေးတွေပဲကျမလုပ်ဖြစ်တာများတယ်ပေါ့နော်ကျမအရွယ်တစ်ခုရောက်လာတဲ့ခါကျတော့ကျမဘာစဉ်းစားမိလဲဆိုတဲ့ခါကျတော့အမေကဆုံးသွားပြီအမေမှာမောင်နှမတွေဆွေမျိုးတွေဆိုမရှိဘူးအမေလည်းမရှိဘူးပေါ့နော်အမေရဲ့မိဘတွေလည်းဆုံးသွားပြီပေါ့အဲ့ခါကျတော့မိဘဆုံးသွားတဲ့လူတွေပါတယ်ရှိကြလားမသိဘူးရှိကြမှာပဲเนาะအဲ့ခါကျလို့ရှိရင်ကိုမိဘမရှိတော့တဲ့နေ့တို့ဘာလို့ဆိုကိုကတကြီးရတယ်ဖះသွားပြီးကောင်းမှုကုသိုလ်လေးတွေပါလေးလုပ်ပေးကြရမလားအဲ့လိုပဲကျမငယ်ငယ်တုန်းကတော့အဲ့လိုနားမလဲခဲ့ဘူးနားမလဲခဲ့တဲ့ခါကျတော့ကျမဘာမှမလုပ်ဖြစ်ဘူးဘာမှလည်းမဖြစ်ဘူးပေါ့နော်ဘာဆိုဘာမှကျမမလုပ်ပေးဖြစ်ခဲ့ဘူးအဖေဆုံးသွားပြီးနောက်ပိုင်းမှာအဖေအတွက်ကောင်းမှုကုသိုလ်လေးတွေလုပ်ပေးရင်နဲ့ကျမအုံနောက်ထဲမှာဘာဖြစ်လာလဲဘာတွေအသွေးတွေဝင်လာလဲဆိုတဲ့ခါကျတော့အမေကိုအသွေးဝင်လာတာအရွယ်လေးရောက်လာပြီဆိုတော့မင်းမသားတယောက်အနေနဲ့မိခင်စိတ်ဆိုတာလည်းရှိလာတယ်အဲ့ခါကျတော့ငါ့ကိုပြူးစုပြိုးထောင်ခဲ့တဲ့အမေမဟုတ်ခဲ့ဘူးဆိုရင်တော့မှငါ့ကိုမွေးထုတ်ခဲ့ပြီးတဲ့အမေပေါ့နော်အခုချိန်မှာသူကဆုံးပါသွားခဲ့ပြီးသူပဲဘဝရောက်နေလဲကိုမမြင်ရဘူးအဲ့ခါကျတော့ကျမစိတ်မကောင်းပေါ့နော်အဲ့လိုပဲစိတ်မကောင်းတွေးရင်းနဲ့လို့စိတ်မကောင်းဖြစ်တဲ့ခါကျတော့ငါအမေပေါ့ငါအဝန်းနဲ့လွေထားခဲ့တဲ့အမေမွေးခက်ပေးရဲ့အမေပေါ့နော်ငါမမလုပ်ပေးရင်ဘယ်သူလုပ်ပေးမှလဲလုပ်ပေးမလို့လည်းမရှိဘူးတကယ်လို့ရှိခဲ့ရင်တော့ကျမမသိရဘူးကွာကျမလည်းမမြင်ရဘူးအခါကျတော့သူများလုပ်ပေးရမလုပ်ပေးဘူးဆိုတာချမ်းငါအမေငါမွေးထုတ်ပေးတဲ့အမေငါလုပ်ပေးရမယ်ဆိုတဲ့စိတ်ငါလုပ်တင်နေဆိုတဲ့စိတ်နဲ့ပေါ့နော်ကျမကအဲ့ကလေးကနေပြီးတော့မှအမေအတွက်အနည်းနဲ့ဖျားတွားပြီးမှကောင်းမှုကုသိုလ်ကျမလုပ်တယ်အဲ့လိုတွားရင်နဲ့ဖျားတွေပါတွားတယ်အဲ့လိုလုပ်ရင်လည်းကျမဖျားတွေတွားလာတယ်ကျမများလာတယ်အဲ့လိုရက်ကြီးခါကြီးတို့ဘာတို့ညာတို့ပေါ့နော်အဲ့လိုတွားရင်မှကောင်းမှုကုသိုလ်တွေဖျားပန်းနေဆိုရင်လည်းကျမလက်နဲ့ကျမကိုယ်တိုင်ကတ်တယ်ဖျားစင်မီးတွေဖျားနတတာအမွေးနဲ့နေလဲကျမကိုယ်တိုင်ကျမကတ်တယ်ကျမလက်နဲ့ကိုယ်တိုင်ကတ်ပြီးမှကျမလူချင်တဲ့စုကိုတောင်းနေအမေအတွက်အဖေအတွက်အဲ့လိုလူချင်တဲ့စုတွေတောင်းခဲ့
တောင်းပေးတာပေါ့နော်အဲ့ကကြောင့်ကျမကဖျားသွားတယ်ဆိုမှလူတွေကမြင်ကြတယ်ဒါပေမဲ့ကျမကခရိယန်လို့လည်းပြောတယ်ဗမာဗုဒ္ဓဘာသာလိုမျိုးလည်းဖျားတွေသွားတယ်ဆိုတဲ့ခါကျတော့ငါရအဲ့လိုမေးလာကြတာပေါ့နော်အဲကြောင့်လို့ဘာဖြစ်လို့ဗုဒ္ဓဘာသာဖျားကိုတွားပြရတဲ့အကြောင်းရင်းလဲဆိုတော့အမေအတွက်ရည်စူးရင်ဖျားမှာဆူတောင်းရင်းနဲ့ပေါ့နော်တွားရင်းနဲ့ကျမအဲ့လိုဖျားတွေပါတွေလည်းအရန်တွားခဲတယ်အခုကတော့မနီးတာလည်းပါတယ်အဲဒီစားလုံးမှာမနီးဘူးဆိုတာထက်တွားဖို့လာဖို့ကလည်းမကြုံကြိုက်ဘူးဆိုတာထက်လေဒီလားဖျားတွေပါတွေတွားတယ်ဆိုတာလေကန်နဲ့လေရန်ဆိုင်နေတော့တွားချင်တိုင်းနဲ့ကိုမရောက်ဘူးနော်အဲ့ဖျားပြီးတွားရဆိုတာကလေတော်တော်လေးကုတုကန်ထူမှရောက်တာတော်တော်လေးကန်ရန်ကောင်းနေတဲ့လူလားကန်နေနေတဲ့လူလားဘယ်လိုလဲတော့ကျွန်မမပြောတတ်ဘူးကွာဒါပေမဲ့ဖျားတွေဘာတွေတွားတယ်ဆိုတာကလေငါတွားမယ်ဆိုတိုင်းရောက်သွားတဲ့အရာမျိုးမဟုတ်ဘူးဒီလားတော်တော်လေးကုတုကန်ထူပြီးမှလေတော်တော်လေးစိတ်နဲ့ကိုယ်နဲ့ဖြစ်တဲ့အခါမျိုးမှာဖျားဆိုတာလေရောက်သွားတာနော်အဲကြောင့်မို့ကျွန်မကဘာကြောင့်ဗုဒ္ဓဘာသာပုံစံမျိုးဖြစ်နေရတယ်လဲဆိုတော့အမေအတွက်လှုပ်ပေးရင်နဲ့ကောင်းမှုကုသိုလ်လှုပ်ပေးရင်နဲ့ဖခင်ကရောက်ဖြစ်သွားတာပါသူများကိုအမေတို့ရည်စူးပြီးမှလူပေးပါအောင်အမေတို့ဟွာလေးလှုပ်ပေးပါအောင်အဲ့လိုမျိုးကျွန်မမပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကဘာပေါ်မှာရှိရဲ့ဖခင်တဲ့အားလုံးကကောင်းတော့ဖခင်တွေပဲမကောင်းတဲ့ဖခင်ဆိုတာမရှိဘူးပေါ့နော်အဲ့ဒီခံယူချက်နဲ့ကျွန်မကတချို့ခရိယန်တွေအယူတီးရခရိယန်တွေရှိရနင်းကဘာဖြစ်လို့ကိုယ်တိုင်ကိုကြသွားရတာလဲဆိုပြီးမှကျမကိုမေခွန်းထုတ်တယ်ကျမရဲ့အပေါင်းအသင်းတွေရှိရပေါ့နော်တချို့အဲ့ဒီအပေါင်းအသင်းတွေကဘယ်လိုလဲဆိုဗုဒ္ဓဘာသာအဲ့ဗုဒ္ဓဘာသာတွေကလေဒီလားကျမကိုဘယ်လိုပြောမလဲကချင်မဖြစ်ပြီးမှဖေရသွားတယ်ပေါ့အဲ့လိုမျိုးပြောကြဒါပေမဲ့ကျမကစိတ်ထဲမှာတော့ဘာမှမထားပါဘူးဘာလို့ကျမအမေအတွက်လုပ်ပေးရင်လည်းဖခင်ကအမြဲတမ်းသွားဖြစ်သွားတာပါအဲ့နဲ့စကားဆက်ပြောလိုက်မသိလားအဲ့နဲ့ဘလို့ဖြစ်လဲဆိုတော့အိမ်မလေးကျမမြန်မာနိုင်ငံမှာနေခဲ့တဲ့တခြားပေါ့နော်ကျမအဲ့လိုဖခင်တွေပါတွားပြီးတော့အဲ့လိုလုပ်ပြင်းအောင်မှာကျမအိမ်မှာဖခင်ဆင်ရှိရအဲ့ဖခင်စင်မလေးမနာပြောချမ်းသာပါစေဒီလားကျမရဲ့ဖခင်စင်ကလေဖျားပန်းကလည်းဘယ်တော့မှမဝါစေရအောင်ပြီးလို့ရှိရင်ကျမကမနက်တစ်ချိန်ညတစ်ချိန်ဖျားတောက်တော်ရေကတ်တယ်ဖျားတောက်တော်ရေကိုညှစ်နွမ်းနေတာတို့နွေးနေတာမျိုးလို့ကျမမကြိုက်ဘူးဖျားတောက်တော်ရေကိုမနက်တစ်ချိန်ညတစ်ချိန်ကတ်တယ်ပြီးရင်ကျမကမြန်မာနိုင်ငံမှာနေတော့ကတနင်္လာနဲ့စနေထိအမြဲတမ်းအလုပ်တော်ရတယ်ရုံလုပ်တယ်လို့ပေါ့နော်သူကဘယ်နှစ်နာရီတော့လဲဆိုတော့ကျမတို့ကရုံကို8နာရီခွဲအရောက်တော်ရတာ8နာရီခွဲအရောက်တော်ရရင်မှ scan ဖတ်ရတယ်မျက်လုံး scan ဖတ်ရတယ်ပေါ့နော်အဲ့ scan ဖတ်ရတဲ့ခါကျလို့ရှိရင်8နာရီခွဲနဲ့ home bed မိနစ်စွန်းသွားလို့ရှိရင်ကိုကရက်မှန်ကြီးဆိုတာမရတော့ဘူးအဲ့လိုမျိုးရက်မှန်ကြီးလည်းလိုချင်တော့ဘူးအခါကျတော့ကျမကမနက်8နာရီခွဲမတိုင်ခင်ကိုရုံအရောက်ကိုတော်ရတယ်အဲ့အကြောင်းမျိုးကျမကမနက်တိုင်းစွန်းသမင်းဖြူကိုကျမအမြဲတမ်းကပ်ပြီးသွားတယ်ဖျားအမြဲတမ်းကတော့ပြီးမှသွားတယ်မကတော့တဲ့ရက်ဆိုတာမကတော့နိုင်ဘူးဆိုတော့နောက်မှကျမလေးလက်အုပ်ချပြီးတော့အနည်းဆုံးကတော့အများဆုံးကျမလှုပ်သွားတယ်မလှုပ်နိုင်တဲ့နေ့ဆိုတာကကျမနေမကောင်းတဲ့နေ့ပဲဖြစ်မယ်တရက်မှမပြတ်ဘူးကျမအမေတို့အဲ့လိုရည်စူးရင်းဆူတောင်းရင်းနဲ့ကျမနောက်ဆက်တွဲလှုပ်ဖြစ်သွားတဲ့အလုပ်ကလေးပေါ့နော်ကျမဖျားပန်းလိုမျိုးဝါတာတွေကျမလုံးဝမကြိုက်ဘူးပြီးရင်အဲ့ဖျားတောက်တော်ရည်တွေအဲ့လိုနွေးတဲ့အချိန်ထိထားတာမျိုးတွေကျမမကြိုက်ဘူးမနေ့တိုင်းကျမကစွန်းကပ်ပြီးမှအလုပ်ကိုပြန်သွားတာဟင်းကတော့ကျမမချက်နိုင်ဘူးလေနောက်ကျစွန်းနဲ့တကြားနဲ့ပေါ့နော်အဲ့လိုအမြဲတမ်းကပ်ပြီးမနေ့တိုင်းဖះကိုကပ်ဖះကိုဦးချပြီးမှကျမအလုပ်သွားတာပါအားလေးပြောပြတာပါရှင်